အားလုံးပဲမင်္ဂလာပါခင်ဗျာအာကာမင်ခါ Facebook YouTube TikTok channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကတော့29ရက်3လ2025ရက်နေ့ကစီပြူတောင်စံပြကြီးရွာမှာရှိတဲ့သုတ်တန်အတွင်းမှာကျင်းပပြုလုပ်မဲ့အသက်မဆဲမဟာပဋ္ဌာန်းရောဖက်ပူဇော်ပွဲအတွက်အခမ်းအနားပြင်ဆင်နဲ့လိုအပ်တာလေးများကိုတွားရောက်ပြုလုပ်တက်ဆင်ပေးခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျာအလုံးမအားရရဲ့တင်နန်းတက်နေလာရဲ့ဗီဒီယိုအဲ့ဒီကိုအချိန်မရှိတာရဲ့ကြောင့်တင်ဖို့နောက်ကျသွားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်အခမ်းအနားပြင်ဆင်ကိုစီရီရဲ့ပရိုဂရမ်လေးမှာပြုလုပ်ရတာဖြစ်တဲ့အတွက်အခက်အခဲရှိပေမဲ့လည်းတည်တည်ချာချာပြင်ဆင်ပေးခဲ့ပါတယ်3ရက်တိုင်းကျင်းပမယ်အသက်မဆဲမဟာပဋ္ဌာန်းရောဖက်ပူဇော်ပွဲအတွက်စေတနာမေတ္တာထားပြီးတော့တည်တည်ချာလေးပြုလုပ်ပြင်ဆင်ပေးခဲ့ပါတယ်ခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်